Gugu gaga ဒီမှာရှင်တို့ကျွန်မနမိမဲ့လေးကြိုက်ကြအောင်မှဖြစ်ပါတော့နော်ကျွန်မနမိမဲ့လေးနဲ့ဘလို့လေးကျွန်းကျွန်းတန်းတန်းလေးပြပြအောင်ဆိုတော့ရှင်တို့စောက်ကြည့်လိုက်တော့ပွဲစားလာချင်းမှာပဲကွာကိုဘက်ကို Land Creation တာ Grand ကြားဝင်လာလို့ကိုကနေမှာ Expire ဖွင့်ရင်ပြစ်ပါတယ်ဆိုနေမှာကင်မရာရောက်လာကိုကကြောက်ကန်လန့်ကန်တယ်ကိုကပဲတီသွားတာတဲ့မေးပြီးပေါင်းအဲ့မှာ Land Creation မှာနောက်ပြန်ဆုံးမယ်လို့တော့ကိုပြောက်ကိုပြန်ပြစ်မယ်လို့လောက်လိုက်တာအဲ့ဒါလည်းမှာကင်မရာ LED နဲ့ချိတ်သွားတာတော့အမှကျွန်မပြန်ရင်တီသွားတာတဲ့ကျေးဇူးတင်ပါတယ်လို့ကျွန်မကနေခြုံထဲဝင်မလို့တော့ Grand ကြား LED နဲ့လှန်ပြောကျွန်မကိုပြောက်ပြောကျွန်မ Expire ဖွင့်ရင်ပြန်ပြစ်တာတော့အဲ့ဒါ Grand ကြားထွက်ပြီးသွားတော့မပြီးတဲ့ကင်မရာပဲကျွန်မမရရအောင်ကျွန်မအမှတော့ကပ်ပေးလိုက်တာလေကျွန်မအမှခြုံထဲမှာပုံနေတဲ့အချိန်မှာကိုရီဘတ်ဟိုက်ပါဝင်ပြီးတော့ကိုကနေ Expire လေးဝင်ပြီးပြစ်ပြီးတာအဲ့ဒါဟိုနှစ်ကောင်ကဗန်ချက်ဖွင့်တော့ကိုကနေမပြစ်ပါနဲ့ခြုံထဲဝင်ပြီးလိုက်တာအဲ့ဒါပြန်ပြစ်တာကေးတော့မရပါတော့ကင်မရာပါထွက်ပြီးသွားအာချိုးပြီးချင်းမှာပဲအလဲလိုင်းသွားမယ်လို့လားလိုင်းကကျသွားပါတယ်ကျေးဇူးတင်ပါတယ်အရှိမကင်မရာရောက်နေတာလိုင်းကကျတော့ဒါမှကင်မရာဒမ်းမေးပြီးတာမှာလိုင်းကထက်ကျနေတော့အဲ့ဒါကိုကထက်ပြစ်တာတော့ဗန်ချက်ဖွင့်တော့ကိုကမပြစ်ပဲနဲ့ပြီးတာအမ Grand ကြားရတော့ကိုကအနောင်းနေပဲ LED လေးဖွင့်မှကျွန်မသူ့မှာပြစ်ပေးလိုက်တာအဲ့အောင်ပြစ်ပေးတဲ့ဟာကိုကဘာစပိန်မှမရှိတော့ဟာကင်မရာအသေးတိုင်းလိုက်တက်တာတော့အဲ့ကျုပ်ကပြီးတာတော့ပြီးတော့မှကျွန်တော်တစ်ချက်ပြလိုက်မိုးမစပီနည်းနည်းမြတ်သွားကျုပ်ပြီးလို့အဲ့စကေးတူးနဲ့ကျုပ်ကချုပ်ပြီးတာဒါတော့မရတော့အဲ့တာဝါလေးတွေလိုက်တက်နေတာတဲ့မေးပေးပါအောင်အဲ့ကျွန်မဆောင်းမြင်ကြတော့သူ့ကျွန်မအမှဝီကော့ပြပေးတယ်ကျင်းဆိုပြီးကိုပဲလို့ရဗလဲဖြစ်လို့ဆိုတော့ကိုပြောက်ဝင်သွားတာတော့အဲ့ကင်မရာအဲ့ဒီထဲဝင်သွားလို့တန်းဖြစ်သွားတာအဲ့ဒါကျွန်မဒမ်းမေးဝင်တော့ကျွန်မသေသွားတာတော့ဒီဝင်းမဆိုကင်မရာသူတို့ဘက်မတ်စမန်လာလုံးဝမခွာဘူးကြာအဲ့ကျုပ်ကခဏသေနေတာတော့ကျုပ်ကဒေါသရိုက်ထွက်လာအဲ့ဒါမှသူတက်တာမို့ကျွန်မမကြည့်ဝီကောတွေပြနေတာတဲ့ Oh my god ကျုပ်ကအမြင်ကလို့ eBay ကောမရှိဘူးလားလို့ပြောလိုက်တာအဲ့ဒါနဲ့ဝယ်လိုက်အောင်လို့ထပ်ပြောလိုက်တာအဲ့ဒါ Grand Journey မှာ तू ကလာပြောဝီကော3ခုထပ်ပြီးတော့ပြလို့ရရင်ပြလိုက်ချင်တဲ့ Oh my god သူ့မှာရှိပါတယ်ဗောကျမတွေပြောလိုက်တယ်ပြပါအောင်လို့ဖတီဝီကောလေးဆိုပြီးတော့ तू ကကျုပ်ရဲ့မီယာကော်လာတာကြီးကိုဖတီစကင်မှာ Oh my god ကျုပ်ကလည်းမင်းစကင်မှာဖတီရတာလို့ပြန်ပြောလိုက်တာအဲ့ဒါကိုကျုပ်က feed တက်နေလို့ပါတဲ့ Oh my god သူ့ကိုလည်းပြောတာလည်းမဟုတ်ပဲနဲ့အဲ့ဒါကျုပ်ကနေပဲစောက်ပေါ်လို့ပြောပြီးလိုက်အောင်အဲ့ဒါကျုပ်ကလည်းဒီမှာဒီပွဲမြင်မြင်စအံ့လိုက်တာဗောနော်တာဝါချုံးနဲ့ကျမကျုပ်ကလည်းလီတိုက်ရတယ်ဗောနော်နိုင်လာလို့စိတ်တော့မကောင်းဒီပွဲတကယ်လုံးဝအဆင်မပြေဘူးအဲ့လိုစောက်တော်တိုင်းနဲ့သူကလုံးဝတကယ်အဆင်မပြေတဲ့ game ပွဲလေးပါဗျာ Victory ကျွန်တော် game လေးတိုင်းဆိုကျွန်တော် like and follow နဲ့ကူညီပေးတော့ကြပါအောင်ခင်ဗျာအားလုံးပဲတတအပမ